နိုင်ငံဟာမြေပုံပေါ်ကနေပျောက်ကွယ်သွားတော့မယ်ပထမဆုံးနိုင်ငံဖြစ်လာမှာပါဒီမှာနေထိုင်တဲ့လူတွေဟာအိမ်မရှိမြေမရှိနဲ့နိုင်ငံမရှိပဲကြံအိတ်ခဲ့မှာပါသူတို့ရဲ့အစိုးရဟာနိုင်ငံတစ်ခုလုံးကို 3D scan ဖတ်မှုတွေစတင်လှုပ်ဆောင်နေပါပြီ Our land, our ocean, our culture are the most precious assets of our people. အိမ်တိုင်းအစာအုပ်တိုင်းတစ်ပင်တိုင်းကြောက်တုံးတိုင်းနဲ့အရာအလုံးကို scan ဖတ်နေပါတယ်ဒီနိုင်ငံရဲ့အစိုးရဟာဘက်ဂျူရယ်ဝါးတွေကိုပြောင်းရွှေ့ဖို့စီစဉ်နေပါတယ်ကမ္ဘာပေါ်မှာထူးခြားတဲ့နိုင်ငံတစ်ခုရှိတယ်ပစိဖိတ်သမုဒ္ဒရာရဲ့အလယ်မှာကမ္ဘာအသေးငယ်ဆုံးနိုင်ငံတွေကနိုင်ငံတစ်နိုင်ငံပါဒူဘာလူလူကြီးတောင်းတထောင်ခန်းသာရှိတယ်ဒီနိုင်ငံလေးဟာတမိုင်းမှာကြောက်စရာဥပမာတစ်ခုဖြစ်လာတော့မှာပါဒူဘာလူမှာနေတဲ့လူတွေဟာအိမ်နေမြေတွေနိုင်ငံတစ်ခုလုံးကိုထာဝရဆွန့်ခွာရမယ်ပထမဆုံးနိုင်ငံဖြစ်လာနိုင်ပါတယ်ဒီအခြေအနေရဲ့တစ်ခုတည်းသောအကြောင်းရင်းအမှန်ကတော့ရာသီဥတုပြောင်းလဲမှုပါရာသီဥတုပြောင်းလဲမှုဟာလူသားအလုံးရဲ့ဖြစ်တည်မှုကိုချိန်ချောင်းနေတဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ပစိဖိတ်သမုဒ္ဒရာရဲ့နိုင်ငံတွေဟာပုံမပြင်းထန်တဲ့အကြက်တွေကိုရင်ဆိုင်နေရပါတယ်ဒူဘာလူမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုနားလည်ဖို့အတွက်သူတို့ရဲ့တီနီယာနဲ့ပထဝီအနေအထားတွေကိုသိထားဖို့လိုအပ်ပါတယ်ဒါတောင်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းနိုင်ငံတနိုင်ငံမှာဒီနေရာမှာတည်ရှိပါတယ်ဒီနားမှာရှိတဲ့တခုတည်းသောနိုင်ငံကတော့ဩစတြေးလျပါမြေဧရိယာအရဗာတီကန်စီးတီးမိုနာကိုနဲ့နော်ရူတို့ပြင်ဒူဘာလူဟာကမ္ဘာပေါ်မှာစတုတ္ထမြောက်အကျဉ်းဆုံးနိုင်ငံဖြစ်ပါတယ်စုစုပေါင်းမြေဧရိယာဟာ26စတုရန်ကီလိုမီတာသာရှိတယ်ဒီနိုင်ငံဟာကျွန်းငယ်လေး9ကျွန်းနဲ့ဖွဲ့စည်းထားတယ်ဒီထဲမှာ6ကျွန်းကအယ်တိုတွေဖြစ်ပါတယ်ပထမဆုံးအနေနဲ့အယ်တိုဆိုတာဘာလဲဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်အယ်တိုတွေဟာမီးတောင်တွေကနေဖြစ်ပေါ်လာတာပါတော်တော်များများသိထားသလိုပဲသမုဒ္ဒရာရဲ့အလယ်မှာမီးတောင်တွေအများကြီးရှိပါတယ်ဒါတွေဟာမြေထုကွဲပြားမှုကြောင့်ဖြစ်ပေါ်လာပြီးတော့ပြန်လည်ပြားသွားတာပါမီးတောင်တစ်လုံးဟာတဖြည်းဖြည်းအေးသွားပြီးတော့ရေထဲကိုနစ်မြုပ်သွားတဲ့အခါမှာတော့အနီးနားကတန်တာကြောက်တန်းတွေကတော့သူ့နေရာမှာရှိနေသေးပါအချိန်ကြာလာတဲ့အခါမှာတော့ဒီတန်တာကြောက်တန်းတွေဟာရေမျက်နှာပြင်ပေါ်ကိုပေါ်ထွက်လာပြီးတော့မြေစီလွာနဲ့ကြောက်တုံးတွေဟာဒီအပေါ်ကိုစုပုံလာပါတယ်ဒီလိုနဲ့အယ်တိုတွေဖြစ်ပေါ်လာတာပါအယ်တိုတွေဟာလက်စွပ်ပုံစံရှိပြီးတော့အလဲမှာရေတိမ်ပိုင်းပါရှိပါတယ်လက်ရှိပါအက်မန်နဲ့နီကိုဘာကျွန်းစုတွေကကျွန်းများစွာကဒီလိုအယ်တိုတွေပါမီးတောင်တွေနစ်မြုပ်သွားရကနေဖြစ်ပေါ်လာတာပါဒါပေမဲ့အကောင်းဆုံးဥပမာကတော့မော်ဒိုက်ဖြစ်မဲ့ထင်ပါတယ်မြေပုံကိုကြည့်မယ်ဆိုလို့ရှိရင်မော်ဒိုက်ဟာအယ်တို26ခုနဲ့ဖွဲ့စည်းထားတာကိုသတိထားမိမှာပါကျွန်းအလုံးနီးပါးဟာအယ်တိုတစ်ခုရဲ့အစိပ်ပိုင်းဖြစ်ပါတယ်အယ်တိုတစ်ခုရဲ့အစနဲ့အဆုံးကိုအလွယ်တကူခွဲခြားနိုင်ပါတယ်ဒါကြောင့်ပဲကျွန်းတွေနဲ့မတူဘဲနဲ့အယ်တိုတွေဟာရေမျက်နှာပြင်အထက်မှာတိတ်မမြင့်ပါဘူးဒါကြောင့်မော်ဒိုက်ဟာကမ္ဘာပေါ်မှာအနေဆုံးနိုင်ငံဖြစ်တယ်ပြန်မြမြေမျက်နှာပြင်အမြင့်ဟာ1.5 မီတာသာရှိတယ်ဒါဟာဒူဘာလူနဲ့အတူတူပါပဲဒူဘာလူဟာကမ္ဘာပေါ်မှာအနေဆုံးနိုင်ငံတွေရဲ့တနိုင်ငံဖြစ်ပါတယ်ပြန်မြမြေမျက်နှာပြင်အမြင့်ဟာပင်လယ်မျက်နှာပြင်အထက်2 မီတာသာရှိတယ်နိုင်ငံရဲ့အမြင့်ဆုံးနေရာဟာ4.6 မီတာသာရှိတယ်ပြောချင်တာကတော့ဗျာသေးငယ်တဲ့ line တစ်ခုဒါမှမဟုတ်မွန်တိုင်းတစ်ခုကကန်းဆက်ကအိမ်နေလမ်းနေနဲ့လေကွင်းတွေကိုရေလွှမ်းဖို့လွယ်ကူပါတယ်မော်ဒိုက်ရဲ့မြို့တော်ကျွန်းမာလီဟာအနေငယ်ကျေဝန်းနဲ့ဒါပေမဲ့ဒူဘာလူရဲ့အဓိကကျွန်းဖူနာဖူတီကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဟာမွေးတကောင်လိုရှည်လျားချင်းမြောင်းပြီးတော့အနံကတော့တိတ်ပြီးတော့မကျေပါဘူး